လိုလိုနဲ့နွေရာသီကျောင်းမရေကြီးတောင်ကုန်တော့မီကျောင်းပြန်တရားရမီကိုလွင်တွေဝမ်းနေမိသည်ဒီ3လအတွင်းနွေကိုသူတန်ရောက်စဉ်တော်တော်တွေ့မိသွားသည်ဒါပေမဲ့သက်ဆိုင်ရာနေရာကိုနွေရပြန်ရတော့မီဖြစ်သည်မမရေအတွေးပင်မဆုံးသည်နွေ၏အခေါ်တန်ကိုကြားလိုက်ရသောကြောင့်အသေးစိတ်ပြန်ဝင်လာသည်မဖြည်းဖြည်းလာလေချော်လဲကုန်တော့မယ်မကိုပြောစရာရှိရယ်ပြောလေမမီကိုရန်ကုန်ပြန်မလိုက်တော့ပဲဒီမှာပဲကြောင်းတက်တော့မယ်လို့ပြောလိုက်တယ်ထိုစကားကြောင့်လွင်ရှင်တဲ့အလွန်ပြောသွားပေမဲ့သူပြောနေကြောင်းတော့ထမပြခဲ့ဟမ်တကယ်လားအန်ဒီနွယ်ကရောဘာပြန်ပြောလေလွင်မိလိုက်တော့တဲကြနေသည့်မျက်နှာကချက်ချင်းဆိုသလိုညှို့ချသွားသည်နွေကိုကြီးကလွင်တပြင်းချမိသည်ခွဲခွာခြင်းကိုသူလက်ခံရမည်ဘာမှမဖြစ်ဘူးနောက်နေရသည်3လကြာလာလေပေါ့လာလေလို့မရတော့ဘူးမရဲ့ဟမ်ဘာလို့လဲအောင်ချင်းနဲ့အတူလန့်သွားရသည့်လွင်ကိုကြီးကနွေအားရပါရရေးလိုက်သည်ဘာလို့ဆိုမမီကဒီမှာကြောင်းတက်ဖို့ခွင့်ပြုရလေအတီဘောမရဲ့အဲ့ဒါမကိုခွင့်ပြုချင်လာပြောပြပြရှင်ကုန်းမောစွာပြောပြနေသည့်နွေကိုကြီးကလွင်လည်းအားရပါရပြုံးမိလိုက်သည်သူများရဲ့ရှိအဲ့လိုမပြောအောင်နော်အခုပဲမရှိပဲဖြုံးနေရလीပြုံးမိမှာဆိုလို့ပြောတာဦးပုတ်လိုက်တာမင်းကနွေရဦးမပုတ်ပါဘူးဒီတစ်ခါပဲပုတ်ဘူးတာထိုစကားတွေကိုပြောနေသည်မှာသူ့ထက်ငယ်သည့်ကလေးဆိုတာဘလို့ယုံရမလဲစုလေမလေးမနားတယ်လို့ပုံခွားလုပ်ပဲလုပ်ပြီးတီတီရာနဲ့တိုင်ပြောမှာတမင်ကြီးကြနေသည့်နွေကိုကြီးကလွင်မြင်ဆောင်ထိုးလိုက်သည်လုပ်ပဲလို့မလုပ်ပေမလည်းနော်လို့နော်လူကျင်နာရဖို့အရေးသူကိုချွဲနေရခွေးပေါက်ကလေးနဲ့တူသည်ကဲတော့ပါလှုပ်ပေးမယ်အုံဖွက်ပြောက်အဲ့ဒါကြောင့်သူမချစ်ဖို့ကောင်းနေရလူကျင်နာရသွားတော့ပါဇက်ကြီးဖြီးတော့လေရွက်တိတ်ချီတော်မီဒီကလေးသည်ချစ်ဖို့ကောင်းတာတော့ညင့်မရ